နက်ခတ်ပေတာပြတိုက်ကြီးရဲ့အမောင်ရိပ်ကျနေတဲ့စားပွဲတစ်လုံးရဲ့အောက်ခြေမှာတော့အီလီယိုလို့ခေါ်တဲ့ကောင်လေးတစ်ယောက်ဟာအထီးကျန်စွာနဲ့ပုံအောင်ပြီးငိုကြွေးနေခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူဟာမကြခင်ကတင်ပဲသူ့ရဲ့မိဘနှစ်ပါလုံးကိုတပြိုင်နက်တည်းဆုံးရှုံးလိုက်ရလို့ပါပဲ။အခုအချိန်မှာတော့သူ့အတွက်တူးတဲသောမိသားစုဝင်ဖြစ်ကြံရရှိတော့တာကတော့သူ့ရဲ့အတော်ဖြစ်သူအိုဂါပဲဖြစ်ပါတယ်။အိုဂါဟာတကယ်တော့လေတက်ကပိုင်းလော့တစ်ယောက်ဖြစ်ပြီးတနေ့မှာအာကာဒီယင်မှုဖြစ်လာဖို့အိမ်မက်မက်နေခဲ့သူပါ။ဒါပေမဲ့လည်းသူမရဲ့ချစ်လှစွာသောတူလေးအီလီယိုကိုစောင့်ရှောက်ဖို့အတွက်သူမရဲ့အဖိုးတန်တဲ့အိမ်မက်တွေကိုဆွတ်လွတ်ခဲ့ရရှာပါတယ်။အိုဂါဟာဝမ်းနေနေတဲ့တူလေးစိတ်သက်သာရအောင်အမျိုးမျိုးချုံမောဖို့စူးစမ်းခဲ့ပေမဲ့လည်းအီလီယိုကတော့ဘသူနဲ့မှမတွေ့ချင်ပဲတယောက်တည်းပဲရှိနေချင်ခဲ့တာကြောင့်ပြတိုက်ထဲမှာပဲရှောက်သွားနေခဲ့ပါတယ်။ပြတိုက်ရဲ့မောင်မီးနေတဲ့အခန်းတစ်ခန်းထဲကိုအီလီယိုရောက်သွားတဲ့အချိန်မှာတော့အာကာသထဲကိုလွတ်တင်ခဲ့တဲ့ပွိုင်းရည်ကြဝမ်းဆိုတဲ့အာကာဒီယင်အကြောင်းပြသနေတာကိုတွေ့သွားခဲ့ပါတယ်။အဲ့ဒီရင်ဟာပြင်ပအာကာသထဲမှာကြောက်သားတွေတကယ်ပဲရှိနေသလားဆိုတဲ့အဖြေကိုရှာဖွေဖို့အတွက်လွတ်တင်ခဲ့တာဖြစ်ပြီးအာကာသထဲကိုခီးသွားရမယ့်အကြံစီကြီးကကောင်လေးကိုအယံပဲစိတ်လှုပ်ရှားသွားစေခဲ့ပါတယ်။အဲ့ဒီနေ့ကစပြီးအီလီယိုဟာအာကာသထဲကိုသွားကျင်ပြီးကြောက်သားတွေနဲ့ဆုံတွေ့ကျင်တဲ့အိမ်မက်တွေကိုစတင်မှတ်ခဲ့ပါတော့တယ်။ဒါပေမဲ့သူတို့တွေမသိလိုက်တာကတော့အဲ့ဒီပွိုင်းရည်ကြဝမ်းအာကာဒီယင်ဟာစကြဝဠာထဲမှာလမ်းပြောက်ပြီးလွတ်မျောနေရင်းနဲ့တနေ့မှာတော့စမ်းကြဲတဲ့အစိမ်းရောင်လင်းနှန်းကြီးတစ်ခုရဲ့ဖမ်းဆီးခေါ်ဆောင်ခြင်းကိုခံလိုက်ရပါတော့တယ်။နှစ်တွေတော်ကြာဖြတ်တန်းပြီးသွားတဲ့နောက်မှာလည်းအီလီယိုဟာသူ့တော်အိုဂါနဲ့ပဲဆက်လက်နေထိုင်နေခဲ့ပါတယ်။ဒါပေမဲ့သူဟာနေ့တိုင်းစစ်တပ်စခန်းရဲ့ရှေ့မှာရှိတဲ့ကမ်းခြေကိုသွားပြီးတော့ကြောက်သားတွေစီကိုရည်ရွယ်ပြီးတဲတောင်ပြင်ပေါ်မှာစာသားတွေအမြဲတမ်းရေးလေးရှိပါတယ်။ကြောက်သားတွေလာခေါ်မလားဆိုပြီးသူမျှော်လင့်နေခဲ့ပေမဲ့ဘာမှဖြစ်မလာခဲ့ပါဘူး။အဲ့ဒါကြောင့်ကောင်းလေးကကြောက်သားတွေစီကသတင်းစကားတွေကိုဖမ်းယူနိုင်မဲ့ရေဒီယိုတစ်ခုရရှိဖို့အတွက်ကလပ်တစ်ခုကိုစတင်ဖွဲ့စည်းဖို့ဆုံးဖြတ်လိုက်ပါတယ်။တညမှာတော့ Bryce လို့ခေါ်တဲ့လူငယ်လေးတစ်ယောက်ဟာသူ့အဖေရဲ့ရေဒီယိုဟောင်းကြီးကိုယူဆောင်လာပြီးအီလီယိုရဲ့ကလပ်ကိုဝင်ခွင့်တောင်းခဲ့ပါတယ်။အဲ့ဒီနောက်မှာ Caleb လို့ခေါ်တဲ့ကျောင်းနေဖက်သူငယ်ချင်းတစ်ယောက်လည်းရောက်လာခဲ့ပြီးရုတ်တရက်ဆိုသလိုပဲအဲ့ဒီရေဒီယိုဟောင်းကြီးကနေစမ်းကြဲတဲ့လိုင်းနှုန်းတစ်ခုကိုဖမ်းယူမိသွားခဲ့ပါတော့တယ်။ဒီအတန်ကိုကြားလိုက်ရတဲ့ Caleb ကအရန်ကိုစူးစမ်းကျင်စိတ်ပြင်းပြသွားပြီးတေချာနားထောင်ဖို့အတွက်ရေဒီယိုကိုလူယူလိုက်ပါတယ်။ဒါပေမဲ့အီလီယိုကတော့ရေဒီယိုပျက်စီးသွားမှဆိုတာကြောင့်ပြန်ချထားဖို့အော်ပြောရာကနေသူတို့နှစ်ယောက်ရန်ဖြစ်ကြပါတော့တယ်။အဲ့ဒီလိုရန်ဖြစ်ရင်းနဲ့ Caleb ကရေဒီယိုနဲ့အီလီယိုရဲ့မျက်နှာကိုမတော်တဆရိုက်မိသွားခဲ့တာကြောင့်အီလီယိုရဲ့မျက်လုံးဟာဖူးယောင်သွားခဲ့ပါတယ်။အဲ့ဒီလိုမျက်လုံးနာရသွားတာကြောင့်အီလီယိုဟာအကြီးအကျယ်ဒေါသထွက်ပြီးCalebကိုလိမ့်ပိတ်ပြီးပြန်ချပါတော့တယ်။အဲ့ဒီအချိန်မှာစစ်သားနှစ်ယောက်ကရန်ဖြစ်တန်ကိုကြားပြီးကောင်လေးတွေကိုစစ်စခန်းထဲကိုဖမ်းခေါ်သွားခဲ့ပါတယ်။မျက်လုံးမှာဒဏ်ရာရသွားတာကြောင့်အီလီယိုဟာရန်နေငယ်ကြအောင်ပတီးစီးထားရပြီးသူ့တော်ကလည်းကြောင်ပြေးပြီးကမ်းခြေကိုတိတ်တဆိတ်သွားနေတာကိုတီးသွားတဲ့အတွက်အကြီးအကျယ်စူပူကျင်းမောင်းပါတော့တယ်။အီလီယိုကတော့သူကိုယ်တိုင်တီထွင်ထားတဲ့ alien ဘာသာစကားနဲ့ဆင်ခြေပေးဖို့စူးစမ်းခဲ့ရင်မဲ့အတော်ဖြစ်သူကတော့အလုပ်ကိစ္စတွေကြောင့်အရန်ပင်ပန်းနေပြီဖြစ်လို့သူ့ကိုရုံးခန်းထဲမှာပဲငြိမ်ငြိမ်လေးနေဖို့ပြောပြီးထွက်သွားခဲ့ပါတယ်။မကြာခင်မှာပဲစစ်ဗိုလ်ချုပ်တွေကကျောက်တူးကနေစမ်းကြဲဖုံးခေါ်ဆိုမှုတစ်ခုရရှိထားတယ်လို့အိုဂါကိုလမ်းခေါ်တာကိုအီလီယိုကြားသွားခဲ့ပြီးအဲ့ဒါဟာကြောက်သားတွေဖြစ်လိမ့်မယ်လို့ယုံကြည်နေတဲ့အီလီယိုဟာသူ့တော်နောက်ကိုတိတ်တဆိတ်လိုက်သွားပြီးတော့ထင်းကျုပ်ရဲခန်းထဲကအမိုက်ပုံးထဲမှာပုံအောင်ကစကားဝိုင်းတစ်ခုလုံးကိုခိုးနှားထောင်နေခဲ့ပါတော့တယ်။တော်ဖြစ်သူအိုဂါဟာလေတက်ရဲ့သူတေသနပညာရှင်ဖြစ်တဲ့မဲမက်နဲ့စကားပြောနေခဲ့တာပါ။မဲမက်ကအိုဂါကိုအာကာသထဲကနေဖမ်းယူရရှိထားတဲ့ထူးဆန်းတဲ့အတန်လိုင်းအတန်သွင်းဖိုင်တစ်ခုကိုပြသခဲ့ပြီးအဲ့ဒီအတန်ဟာတကယ်တော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကကဘာမြေကနေလွတ်တင်ခဲ့တဲ့ပွိုင်းရည်ကြဝမ်းအာကာဒီယင်ကပေးပို့ခဲ့တဲ့အချက်လက်တွေနဲ့ထပ်တူညီနေတာကိုတွေ့ရှိခဲ့ရပါတယ်။အဲ့ဒါကြောင့်မဲမက်ကဒါဟာပြင်ပကြောက်သားတွေစီကနေကဘာမြေစီကိုပြန်လည်ပေးပို့လိုက်တဲ့တုံ့ပြန်မှုတစ်ခုဖြစ်ရမယ်လို့ကောက်ချက်ချလိုက်ပါတယ်။ဒီအကြောင်းကိုအမိုက်ပုံးထဲကနေအတိုင်းသားကြားလိုက်ရတဲ့အီလီယိုဟာအရန်ကိုရင်ကုန်စိတ်လှုပ်ရှားသွားပြီးအခန်းထဲကလူအလုံးထွက်သွားတဲ့အချိန်မှာကွန်ပျူတာစီကိုတိတ်တဆိတ်သွားရောက်ကကြောက်တူလိုင်းကနေတဆင့်ကြောက်သားတွေစီကိုသတင်းစကားတစ်ခုချချက်ချင်းပဲလမ်းပြီးပေးပို့လိုက်ပါတော့တယ်။ကောင်လေးကကြောက်သားတွေကိုသူ့စီလာပြီးဖမ်းခေါ်သွားဖို့တောင်းဆိုလိုက်တာဖြစ်ပြီးအဲ့ဒီလိုသတင်းစကားပေးပို့လိုက်တာကြောင့်စစ်စခန်းရဲ့ကွန်ပျူတာတွေအားလုံးအာဝါလို့ဖြစ်သွားပြီးတစ်စခန်းလုံးမီးလိုင်းတွေဘုံခန်းနဲ့ပြတ်တောက်ကုန်ပါတော့တယ်။ဒီလိုမျိုးတူလေးလုံးသမျှပြဿနာအရှုပ်ထုတ်တွေကိုအိုဂါကပဲလိုက်လံဖြေရှင်းပေးခဲ့ရပေမဲ့အီလီယိုကတော့ဒါကိုလုံးဝအယူမဆိုင်ပဲကြောက်သားတွေသူ့စီတကယ်ရောက်လာတော့မယ်ဆိုပြီးအယမ်းမျှော်လင့်နေခဲ့ပါတယ်။ဒါပေမဲ့သူ့တော်ကတော့ကောင်လေးရဲ့နားမထောင်မှုကိုဆက်ပြီးတိမခံနိုင်တော့တာကြောင့်ဒီအာကာသကိစ္စတွေကိုမေ့ပြောက်သွားအောင်စစ်တပ်ကဦးစီးတဲ့နွေရာသီစခန်းသွင်းလေးကျင့်ရေးစခန်းကိုပို့ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။နောက်တစ်နေ့မှာတော့အိုဂါဟာအီလီယိုကိုစခန်းသွင်းလေးကျင့်ရေးနေရာကိုလိုက်ပို့ပေးခဲ့ပြီးအဲ့ဒီနေရာမှာတော့ကမ်းခြေမှာရန်ဖြစ်ခဲ့တဲ့ Bryce နဲ့ Caleb တို့ကိုထပ်မံတွေ့ဆုံခဲ့ရပါတယ်။ Caleb တို့ကကမ်းခြေမှာရန်ဖြစ်ပြီးစစ်တပ်စခန်းကိုဖမ်းခေါ်သွားခြင်းခံခဲ့ရတာကြောင့်အီလီယိုပေါ်မှာအရန်ကိုဒေါသထွက်နေခဲ့ကြတာပါ။အဲ့ဒါကြောင့်ညဘက်ရောက်တဲ့အချိန်မှာကောင်လေးနှစ်ယောက်ဟာအီလီယိုကိုကလဲ့စားချေဖို့နဲ့ခြောက်လန့်ဖို့အတွက်ကြောက်သားတွေလိုမျိုးဝတ်ဆင်ပြီးအီလီယိုရဲ့တဲစီကိုတိတ်တဆိတ်ချင်းကပ်လာခဲ့ကြပါတယ်။ဒါပေမဲ့အီလီယိုကအပြင်ကအတန်တွေကိုကြိုတင်ကြားလိုက်ရတာကြောင့်တဲကနေတိတ်တဆိတ်ထွက်ပြေးပြီးတောအုပ်ထဲကိုဥတီကတဟုန်ထိုးပြေးပါတော့တယ်။အဲ့ဒီအချိန်မှာပဲအခြေစိုက်စခန်းမှာကြံခဲ့တဲ့အတော်ဖြစ်သူအိုဂါဟာကွန်ပျူတာနဲ့အလုပ်လုပ်နေတုန်းစစ်စခန်းမှာရှိတဲ့ကွန်ပျူတာမော်နီတာမျက်နှာပြင်အားလုံးပေါ်မှာထူးဆန်းတဲ့စာသားတွေပေါ်လာတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီစာသားတွေကိုစူးစီးပြီးဖတ်ကြည့်လိုက်တဲ့အခါမှာတော့ငါတို့မင်းတို့ရဲ့ခေါင်းဆောင်နဲ့စကားပြောကျင်နေဆိုတဲ့စာသားကြီးဖြစ်နေတာကိုထိတ်လန့်ဖွယ်တွေ့လိုက်ရပါတယ်။တစ်ဖက်မှာလည်းအီလီယိုဟာတောအုပ်ထဲကနေကမ်းခြေထိအပြင်းထန်ပြေးခဲ့ရင်မဲ့Calebတို့ကအမိလိုက်လာနိုင်ခဲ့ပြီးအီလီယိုကိုပညာပေးဖို့ပြင်ဆင်နေခဲ့ပါတယ်။အီလီယိုကသူတို့ကိုတောင်းပန်ဖို့စူးစမ်းနေတော့မှပဲကောင်းကင်ဘော်ကနေထူးဆန်းတဲ့အလင်းတန်းကြီးတစ်ခုကျဆင်းလာတာကိုမြင်လိုက်ရတာကြောင့်Calebကိုလမ်းပြဖို့စူးစမ်းရင်းနဲ့မတော်တဆCalebရဲ့မျက်လုံးကိုလက်နဲ့ထိုးမိသွားခဲ့ပြန်ပါတယ်။မျက်လုံးကိုအထိုးခံလိုက်ရတာကြောင့်Calebကအကြီးကျယ်ဒေါသထွက်ပြီးအီလီယိုကိုလက်တီးနဲ့လွှဲထိုးဖို့ပြင်လိုက်တဲ့အချိန်မှာပဲရုတ်တရက်ဆိုသလိုသူတို့ပတ်ဝန်းကျင်ကအချိန်တွေအားလုံးဟာဝန်ခံနဲ့ရပ်တန့်သွားခဲ့ပါတော့တယ်။ဘာဖြစ်လို့ဖြစ်မှန်းနားမလည်နိုင်ခင်မှာပဲအီလီယိုဟာသူ့ကိုထိုးတော့မဲ့Calebရဲ့လက်ထဲကနေယုံထွက်လိုက်ပြီးကောင်းကင်ဘော်ကိုပြန်တက်သွားတဲ့ထူးဆန်းတဲ့အာကာဒီယင်ပြန်ကြီးတစ်စင်းကိုမော့ကြည့်နေခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ကောင်းကင်ဘော်ကနေအစိမ်းရောင်အလင်းတန်းကြီးတစ်ခုကျဆင်းလာပြီး
အီလီယိုကိုလာရောက်ရိုက်ခတ်ခဲ့ပါတယ်။အီလီယိုဟာဒါဟာသူ့ကိုကြောက်သားတွေတကယ်ပဲလာရောက်ဖမ်းခေါ်တာလို့ယုံကြည်တာကြောင့်ညှဉ်းဆန်ခြင်းမရှိဘဲအာကာသယာဉ်ကြီးရဲ့အထဲကိုပါသွားခဲ့ပါတော့တယ်။ရင်ပေါ်ကိုရောက်သွားတဲ့အချိန်မှာတော့သူ့ကိုယူလို့ခေါ်တဲ့အရီပုံစံကွန်ပျူတာစနစ်တစ်ခုကလာရောက်ကြိုဆိုခဲ့ပြီးသူ့ကိုမြေဆွဲအားထိန်းညှိပေးနိုင်တဲ့အပြင်စကြဝဠာဘာသာစကားတွေကိုဘာသာပြန်ပေးနိုင်တဲ့ကိရိယာပြားတစ်ခုကိုပေးအပ်ခဲ့ပါတယ်။အဲဒီနောက်မှာယူကအီလီယိုကိုစကြဝဠာထဲမှာအဆင့်မြင့်ဆုံးတက်ရှိတွေစုဝေးပြီးအသိပညာတွေမျှဝေကြတဲ့ကွန်မြူနီဘက်လို့ခေါ်တဲ့နေရာကြီးစီကိုခေါ်ဆောင်သွားခဲ့ပါတယ်။ယူကအကောင်လေးကိုအဲ့ဒီနေရာမှာရှိတဲ့တန်တမန်3ယောက်နဲ့မိတ်ဆက်ပေးခဲ့ပြီးသူတို့ကအဖွဲ့ဝင်အသစ်တစ်ယောက်ရှာဖွေနေတာဖြစ်ပါတယ်။အီလီယိုဟာကြောက်သားတွေနဲ့ဆုံတွေ့ဖို့အရန်စိတ်အားထက်သန်ခဲ့တာကြောင့်အကယ်၍စစ်ဆေးမှုတွေကိုအောင်မြင်ခဲ့မယ်ဆိုရင်သူဟာကဘာမြေရဲ့တန်တမန်တစ်ဖြစ်လာနိုင်တယ်လို့ပြောခဲ့ကြပါတယ်။အဲဒီနောက်မှာတန်တမန်တွေကကောင်လေးကိုစကြဝဠာကြီးအကြောင်းပုံမသိရှိနိုင်အောင်လိုက်လံပြသခဲ့ပြီးစကြဝဠာထဲမှာရှိတဲ့ဘာသာစကားအလုံးကိုတက်ကြွတဲ့ Neos လို့ခေါ်တဲ့အဆင့်မြင့်ကွန်ပျူတာစနစ်နဲ့လည်းမိတ်ဆက်ပေးခဲ့ပါတယ်။ဘာသာစကားစုံတက်ကြွတဲ့ Neos နဲ့မိတ်ဆက်ပေးပြီးတဲ့နောက်မှာတော့ Neos ဟာအီလီယိုတီထွင်ထားတဲ့ Alien ဘာသာစကားကိုပါတက်ကြွနေတာကိုတွေ့ရတဲ့အတွက်ကောင်လေးဟာအံ့ဩဝမ်းသာသွားခဲ့ရပါတယ်။ဒါတွေမှကသေးပဲအီလီယိုဟာစကြဝဠာကြီးရဲ့အကြီးမားဆုံးရှို့ဝှက်ချက်တွေအားလုံးရဲ့အဖြေတွေပါဝင်တဲ့စကြဝဠာ3လက်ဆွဲစာအုပ်ကြီးနဲ့လည်းထပ်မံဆုံတွေ့ခွင့်ရခဲ့ပါတယ်။အဲဒီနောက်မှာတော့သူဟာနေပညာတွေကနေတဆင့်ဘာမဆိုဖန်တီးပေးနိုင်တဲ့ Mimolus လို့ခေါ်တဲ့တတဝါလေးတွေနဲ့တွေ့ဆုံခဲ့ပြီးအဲဒီတတဝါလေးတွေကအီလီယိုအတွက်အာကာသဝတ်စုံအသစ်ဆက်တစုံကိုဖန်တီးပေးခဲ့ကြပါတယ်။အဲဒီလိုမျိုးကွန်မြူနီဘက်ရဲ့အစိတ်ပိုင်းချို့ကိုလိုက်လံပြသပြီးတဲ့နောက်မှာတော့တန်တမန်တွေကသူတို့အီလီယိုကိုဘယ်လိုမျိုးရှာဖွေတွေ့ရှိခဲ့လဲဆိုတာကိုရှင်းပြခဲ့ပါတယ်။သူတို့ဟာအာကာသထဲမှာလွတ်မျောနေတဲ့ပွိုင်းရည်ကြဝမ်းအာကာသယာဉ်ကိုတွေ့ရှိခဲ့တာဖြစ်ပြီးအဲ့ဒီအချိန်ကစလို့ဒီရင်ကိုဖန်တီးခဲ့တဲ့ကဘာမြေရဲ့ခေါင်းဆောင်ကိုရှာဖွေနေခဲ့တာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာပဲအီလီယိုပေးပို့လိုက်တဲ့သတင်းစကားကိုသူတို့ဖမ်းယူရရှိခဲ့တာကြောင့်အီလီယိုကိုပဲကဘာမြေရဲ့ခေါင်းဆောင်လို့ထင်မှတ်ပြီးအခုလိုမျိုးကဘာမြေရဲ့တန်တမန်ဖြစ်ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပါတယ်။ဒီအကြောင်းကိုကြားလိုက်ရတဲ့အီလီယိုဟာတကယ်တော့သူကအကောင်လေးတယောက်တာဖြစ်ကြောင်းအမှန်တရားကိုရှင်းပြဖို့စူးစမ်းခဲ့ရင်ရုတ်တရက်ဆိုသလိုပဲယူကပေါ်လာပြီးလူတိုင်းကိုအရေးပေါ်စီဝေးပွဲစီကိုလမ်းပြီးဆင့်ခေါ်လိုက်ပါတော့တယ်။အဲ့ဒီနောက်မှာတော့တန်တမန်တွေအားလုံးဟာကွန်မြူနီဘက်ထဲကိုဝင်ရောက်ခွင့်တောင်းဆိုနေတဲ့ဟိုင်လာဂျောရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့အေဂရစ်မင်းဖြစ်သူလော့ကရက်ရဲ့ရှေ့မှောက်မှာစုဝေးခဲ့ကြပါတယ်။ဒါပေမဲ့လော့ကရက်ရဲ့အာနာရှင်ဆန်တဲ့အပြုအမူတွေကြောင့်တန်တမန်တွေကသူ့ကိုအဖွဲ့ဝင်ဖြစ်လက်ခံဖို့နောက်တစ်ကြိမ်ညှဉ်းဆန်ပယ်ချလိုက်တာကြောင့်လော့ကရက်ဟာဒေါသတကြီးနဲ့ကလဲစားချင်မယ်လို့ကြုံဝါပြီးထွက်ခွာသွားခဲ့ပါတယ်။လော့ကရက်ထွက်သွားတာနဲ့တပြိုင်နက်တန်တမန်တွေဟာအနီရကနေရှောင်ရှားဖို့အတွက်ချက်ချင်းထွက်ပြေးဖို့ပြင်ဆင်ကြပြီးအခြေအနေတွေမတည်ငြိမ်သေးတာကြောင့်အီလီယိုကိုတန်တမန်ခန့်အပ်မဲ့ကိစ္စကိုဖျက်သိမ်းပြီးကဘာမြေစီပြန်ပို့ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ဒါပေမဲ့အီလီယိုကတော့ကဘာမြေကိုပြန်ဖို့ညှဉ်းဆန်ခဲ့ပြီးလော့ကရက်စီကိုတွားရောက်ကကွန်မြူနီဘက်ကိုတိုက်ခိုက်မဲ့အစီအစဉ်ကိုဖျက်သိမ်းဖို့အတွက်စကားပြောဆိုဆွေးနွေးပေးမယ်လို့ရဲရဲဝံဝံကန့်လန့်လိုက်ပါတယ်။တန်တမန်တွေကကောင်လေးရဲ့တတိကိုအံ့ဩသွားကြပြီးလက်ခံလိုက်ကြပေမဲ့အီလီယိုကဘာမြေမှာပျောက်ဆုံးနေတဲ့ကိစ္စကိုဖြေရှင်းဖို့အတွက်ယူဟာအီလီယိုရဲ့ DNA နမူနာကိုယူပြီးတော့ကောင်လေးတွေရဲ့ရန်ပြုခြင်းကိုခံနေရတဲ့ကမ်းခြေကအချိန်စီကိုအီလီယိုရဲ့ကလုံးရုပ်တုတစ်ခုဖန်တီးပြီးဆေလွတ်လိုက်ပါတော့တယ်။ဒီလိုနဲ့ကဘာမြေကပြဿနာကိုဖြေရှင်းပြီးတဲ့နောက်မှာတော့အီလီယိုဟာစကြဝဠာ3လက်ဆွဲစာအုပ်ကြီးစီကနေရန်သူနဲ့စေတမန်နီလန်ရစကားပြောဆိုဆွေးနွေးရမယ့်နေဗျူဟာတွေကိုအပတ်တကုတ်လေ့လာသင်ယူခဲ့ပါတယ်။နောက်တစ်နေ့ကဘာမြေပေါ်မှာတော့အတော်ဖြစ်သူအိုဂါဟာစခန်းတွင်းလေ့ကျင့်ရေးကတာဝန်ရှိသူတွေစီတွားရောက်ပြီးသူ့တူလေးကိုအခြားကောင်လေးတွေရန်ပြုအောင်ဘာလို့ခွင့်ပြုထားရတာလဲဆိုပြီးဒေါသတကြီးတွားရောက်ရန်တွေ့ခဲ့ပါတယ်။အိုဂါဟာဒါဟာအီလီယိုရဲ့ကလုံးမမသိပဲကောင်လေးကိုအိမ်ပြန်ခေါ်လာခဲ့တဲ့အချိန်မှာတူလေးဟာပုံမှန်ထက်ပိုပြီးလိမ္မာရင်ကြီးနေတဲ့အပြင်အိမ်မှုကိစ္စတွေကိုပါဝိုင်းကူလုပ်ပေးနေတာကြောင့်အိုဂါကစခန်းတွင်းလေ့ကျင့်ရေးကတူလေးကိုပြုပြင်ပေးလိုက်ပြီလို့ထင်ပြီးအယမ်းဝမ်းသာနေခဲ့ပါတယ်။တစ်ဖက်မှာလည်းအစ်အမှန်အီလီယိုဟာလက်ဆွဲစာအုပ်ကနေပညာရက်တွေကိုလေ့လာပြီးတဲ့နောက်မှာလော့ကရက်နဲ့တွေ့ဆုံဖို့အတွက်အာကာသယာဉ်ငယ်လေးနဲ့ထွက်ခွာလာခဲ့ပါတယ်။အီလီယိုဟာသူတင်ယူထားသမျှကိုအသုံးပြုပြီးလော့ကရက်ကိုကွန်မြူနီဘက်ထဲဝင်မဲ့အစီအစဉ်ကိုဆွတ်လွတ်ဖို့နဲ့သူ့ရဲ့အစွမ်းစားတွေနဲ့တခြားသောစကြဝဠာအဖွဲ့အစည်းတွေကိုရှာဖွေဖို့ဖြောင်းဖြခဲ့ပါတယ်။စပိုင်းမှာလော့ကရက်ကသဘောကျတယ်လို့ရှိပေမဲ့မကြခင်မှာပဲစကြဝဠာရဲ့အကြီးဆုံးဖွဲ့စည်းရဲ့ညှင်းပယ်ခြင်းကိုမခံနိုင်ဘူးဆိုပြီးစိတ်ပြောင်းသွားကအီလီယိုကိုဖမ်းဆီးဖို့နဲ့စစ်တပ်ကိုတိုက်ပွဲအတွက်ပြင်ဆင်ဖို့အမိန့်ပေးလိုက်ပါတယ်။အမိန့်ပေးလိုက်ပြီးတဲ့နောက်မှာတော့အီလီယိုဟာအကျဉ်းထောင်အကျဉ်းခန်းတစ်ခုတည်းကိုပိတ်လောင်ခြင်းခံလိုက်ရပါတော့တယ်။အကျဉ်းခန်းထဲရောက်သွားတဲ့အချိန်မှာအီလီယိုဟာအပေါ်မျက်နှာကျက်မှာတန်းစားကာနဲ့ပိတ်ထားတဲ့အပေါက်တစ်ပေါက်ကိုသတိပြုမိသွားခဲ့ပါတယ်။အဲဒါကြောင့်သူဟာသူ့ရဲ့ဆက်သွယ်ရေးကိရိယာပြားကိုအသုံးပြုပြီးမြေဆွဲအားကိုပြောင်းလဲပစ်လိုက်ကအဲ့ဒီအပေါက်စီကိုလွတ်မြောက်တက်သွားပြီးကျင်းမြောင်းနဲ့မြေအောက်လုံကောင်းလမ်းကြောင်းအတိုင်းထွက်ပေါက်ရှာဖို့အတွက်တိုးဝေပြီးတွားသွားပါတော့တယ်။ဒါပေမဲ့လမ်းမှာအီလီယိုဟာအပေါက်တစ်ခုတည်းကိုခြေချော်ကျသွားခဲ့ပြီးပင့်ကူအိမ်လိုမျိုးထူးဆန်းတဲ့ဝက်ကြိုးတွေကြားမှာပိတ်မိသွားခဲ့ရပါတယ်။ပိုပြီးဆိုတာကတော့အဲ့ဒီအချိန်မှာပဲပုံတန်တန်ကအေယာမတန်ကောင်ကြီးနဲ့တူတဲ့တတဝါကြီးတစ်ကောင်ကသူ့ကိုတိုက်ခိုက်ဖို့ရောက်ရှိလာတာပဲဖြစ်ပါတယ်။ဒါပေမဲ့အီလီယိုရဲ့ဘာသာပြန်ဆက်ကနေတဆင့်အဲ့ဒီတတဝါကြီးရဲ့စကားကိုပြန်ဆိုလိုက်တဲ့အခါမှာတော့အဲ့ဒီကြောက်သားဟာတကယ်တော့ရန်လိုတဲ့သူမဟုတ်ပဲငင်းချမ်းရေးကိုမျက်နှိုးရဲ့ဂေါ်ဒွန်လို့ခေါ်တဲ့တတဝါလေးဖြစ်နေတာကိုသိလိုက်ရပါတယ်။ပိုပြီးအံ့ဩဖို့ကောင်းတာကဂေါ်ဒွန်ဟာတကယ်တော့ရက်ဆက်လာပါတယ်ဆိုတဲ့အေဂရစ်မင်လော့ကရက်ရဲ့တာရင်ခောက်ခောက်ဖြစ်နေတာပါပဲ။ဒါပေမဲ့သူ့ဖေနဲ့မတူပဲဂေါ်ဒွန်ဟာစစ်ပွဲတွေကိုလုံးဝမုန်းတီးပြီးမိသားစုရဲ့အတိအမှတ်ပြုမှုကိုသာလိုချင်နေခဲ့သူဖြစ်ပါတယ်။ဂေါ်ဒွန်ဟာယုံကြည်စိတ်ချရတဲ့သူမှန်းသိသွားတဲ့နောက်မှာတော့အီလီယိုကအမှန်တရားကိုဖွင့်ပြောလိုက်ပြီးသူဟာကဘာမြေကနေကြောက်သားတွေရဲ့ဖမ်းဆီးခြင်းကိုခံရပြီးရောက်လာတာဖြစ်ကြောင်းကွန်မြူနီဘက်ကတန်တမန်တွေကသူ့ကိုကဘာမြေရဲ့ခေါင်းဆောင်လို့အထင်မှားနေကြပေမဲ့တကယ်တော့သူကအာကာသကိုစူးစမ်းကျင်ယုံတာမန်ကောင်လေးတစ်ယောက်သာဖြစ်ကြောင်းပြောပြလိုက်ပါတယ်
အဲ့ဒီနောက်အီလီယိုကသူ့အဖေလော့ကရက်ကိုကွန်မြူနီဘက်ကိုမတိုက်ခိုက်ဖို့ဖြောင်းဖျားတဲ့နေရာမှာကူညီပေးဖို့ဂေါ်ဒွန်ကိုတောင်းဆိုလိုက်ရာဂေါ်ဒွန်ကလည်းသဘောတူပြီးအီလီယိုကိုအကျဉ်းထောင်ရဲ့ထွက်ပေါက်စီကိုလမ်းပြခေါ်ဆောင်သွားခဲ့ပါတယ်။လမ်းခီးမှာဂေါ်ဒွန်ကအီလီယိုမှာမိသားစုရှိလားလို့မေးတဲ့အခါအီလီယိုကသူ့မိဘတွေဆုံးပါသွားကြတဲ့ကအတော်ဖြစ်သူအိုဂါနဲ့ပဲနေထိုင်ရကြောင်းသူ့ကြောင့်နဲ့သူ့တော်ဟာအာဂါဒီယန်မှုအိမ်မက်ကိုဆွန့်လွတ်ခဲ့ရတာမို့သူ့တော်ကသူ့ကိုအနားမှာမရှိစေချင်ဘူးလို့ထင်ကြောင်းပြောပြပါတယ်။ဒါကိုကြားရတဲ့ဂေါ်ဒွန်ကအီလီယိုရဲ့တော်ဟာအိမ်မက်တွေကိုဆွန့်လွတ်ပြီးစောင့်ရှောက်ခဲ့တာမို့အီလီယိုကိုအရန်ချစ်လို့ဖြစ်ရမယ်လို့ပြောခဲ့ရင်အီလီယိုကတော့ဒါကိုမယုံကြည်ပဲထွက်ပေါက်စီကိုပဲဆက်သွားဖို့ပြောနေတော့လောင်ခေါင်းရဲ့တစ်ဖက်ကနေထူးဆန်းတဲ့အတန်ကြီးတတန်ကိုကြားလိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲအပူရှင်ပြင်းပြလာတဲ့ချော်ရီဘူးကြီးတွေကလောင်ခေါင်းရဲ့ကိုဝုန်းခန့်နဲ့ပန်းထွက်လာခဲ့တာကြောင့်အီလီယိုကထိတ်လန့်တကြားနဲ့ဂေါ်ဒွန်ကိုမြ мян ပြေးဖို့အော်ပြောပါတော့တယ်။ချော်ရီဘူးတွေကသူတို့နားကိုအရန်နီးကပ်လာတဲ့အချိန်မှာဂေါ်ဒွန်ကသူ့ရဲ့ခန္ဓာကိုယ်ဟာအပူဒဏ်ကိုခံနိုင်ရရှိတာကြောင့်သူ့ရဲ့ပါးစပ်ထဲကိုဝင်ပုံးဖို့အီလီယိုကိုပြောလိုက်ပါတယ်။အခြားရေးချယ်စရာမရှိတော့တဲ့အတွက်အီလီယိုဟာဂေါ်ဒွန်ရဲ့ထက်မြက်လာတဲ့သွားတွေကြားထဲကနေပါးစပ်ထဲကိုတိုးဝင်လိုက်ပြီးဂေါ်ဒွန်ရဲ့ခန္ဓာကိုယ်ကချော်ရီဘူးဒဏ်ကိုအောင်မြင်စွာခံနိုင်ရရှိခဲ့တာကြောင့်လောင်ကောင်းပြင်ဘက်ကိုဘေးကင်းစွာရောက်ရှိသွားခဲ့ကြပါတယ်။အခုလိုမျိုးလွတ်မြောက်သွားတဲ့နောက်မှာတော့အီလီယိုဟာသူ့ရဲ့အာကာဒီယန်စီကိုအပြေးလွှားသွားရောက်ခဲ့ပြီးဂေါ်ဒွန်ကိုပါတပါတဲ့ခေါ်ဆောင်ကကွန်မြူနီဘက်စီကိုပြန်တမ်းမောင်းနှင်ခဲ့ပါတယ်။ကွန်မြူနီဘက်ကိုရောက်တဲ့အချိန်မှာတန်တမန်တွေကစစ်ဆက်ညှိနှိုင်းမှုအခြေအနေကိုမေးမြန်းခဲ့ပေမဲ့အီလီယိုကအချိန်မရှိတော့တာကြောင့်လော့ကရက်စီကိုချက်ချင်းဖုန်းခေါ်ဆိုဖို့ဆက်သွယ်ရေးဆက်ကိုတောင်းဆိုလိုက်ပါတယ်။လော့ကရက်ကဖုန်းလက်ခံလိုက်တဲ့အချိန်မှာတော့အီလီယိုကသူ့ရဲ့သားဂေါ်ဒွန်ကိုပြတ်တက်လိုက်ပြီးကွန်မြူနီဘက်ကိုတိုက်ခိုက်မဲ့အစီအစဉ်ကိုချက်ချင်းဖျက်သိမ်းဖို့ရဲရဲဝံဝံအမိန့်ပေးလိုက်ပါတော့တယ်။အမိန့်ပေးလိုက်တဲ့အချိန်မှာကောင်လေးအီလီယိုဟာဂေါ်ဒွန်ကိုဓာစာခံဖြစ်ဖမ်းဆီးထားတဲ့အောင်ဟန်ဆောင်လိုက်ပြီးတက်တေပြတဲ့အနေနဲ့ဂေါ်ဒွန်ကိုဓာထောက်လိုက်ပါတော့တယ်။ဒါကိုမြင်လိုက်ရတဲ့လော့ကရက်ကကောင်လေးဟာသူ့ရဲ့သားကိုတစုံတရာနာကျင်အောင်နှိမ့်ဆက်ညှဉ်းပန်းနေတယ်လို့အထင်မှားသွားခဲ့တာကြောင့်အကြီးကျယ်ထိတ်လန့်သွားပြီးအီလီယိုရဲ့တောင်းဆိုချက်အခြေအနေအလုံးကိုလက်ခံလိုက်ကသူ့ရဲ့သားဖြစ်သူကိုဘေးကင်းစွာပြန်လည်အနံဖို့အတွက်ကွန်မြူနီဘက်ကိုတိုက်ခိုက်မဲ့အစီအစဉ်ကိုချက်ချင်းပဲဖျက်သိမ်းပေးဖို့ကတိပေးလိုက်ပါတော့တယ်။အီလီယိုကအေဂရစ်မင်းကိုကွန်မြူနီဘက်စီကိုလာရောက်ပြီးငြိမ်းချမ်းရေးစာချုပ်မှာလက်မှတ်ရေးထိုးဖို့ပြောကြားခဲ့တာကြောင့်စစ်ပွဲဖြစ်ပွားမဲ့အနေရကြီးဟာအောင်မြင်စွာပြီးဆုံးသွားခဲ့ရပါတယ်။ဒီလိုမျိုးစစ်ဆက်ညှိနှိုင်းမှုအောင်မြင်သွားတဲ့အတွက်တန်တမန်တွေကအီလီယိုကိုအလွန်မင်းချီးကျူးဂုဏ်ပြုခဲ့ကြပြီးငြိမ်းချမ်းရေးစာချုပ်လက်မှတ်ထိုးပြီးတာနဲ့သူ့ကိုအဖွဲ့ဝင်ဖြစ်တရားဝင်ခန့်အပ်မယ်လို့ကတိပေးကဂုဏ်ပြုငါစာစားပွဲကိုဖိတ်ကြားခဲ့ပါတယ်။အဲ့ဒီနောက်မှာအီလီယိုကဂေါ်ဒွန်ကိုလမ်းခေါ်ခဲ့ပေမဲ့လည်းဂေါ်ဒွန်ဟာကွန်မြူနီဘက်ရဲ့အလွန်မင်းအေးဆက်လာတဲ့အပူချိန်တန်ကိုမခံနိုင်ပဲချမ်းုံနေခဲ့တာကြောင့်အီလီယိုကသူ့ရဲ့ကိရိယာပြားကိုအသုံးပြုပြီးအပူချိန်ကိုထိန်းညှိပေးလိုက်ကကောင်လေးနှစ်ယောက်ဟာကွန်မြူနီဘက်တစ်ခုလုံးမှာပျော်ပျော်ပါးပါးကစားပြီးအချိန်တွေကိုကုန်ဆုံးစေခဲ့ပါတယ်။တစ်ဖက်မှာလည်းလော့ကရက်ခါသူ့သားရဲ့အသက်အန္တရာယ်ကိုမစိုးရိမ်ရဘဲနဲ့တန်တမန်ဖြစ်လာနိုင်မဲ့အခြားနေလန်းတစ်ခုကိုကြံစီနေခဲ့ပါတယ်။သူဟာငြိမ်းချမ်းရေးစာချုပ်ကိုလက်ခံမဲ့အပြင်ဟိုင်လတ်မျိုးနွယ်စုတွေအားလုံးဝတ်ဆင်ရတဲ့တန်ချက်ကဝတ်စုံကိုဂေါ်ဒွန်စီကိုပြန်လည်ပေးအပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီဝတ်စုံကိုဝတ်ဆင်လိုက်တာနဲ့ဂေါ်ဒွန်ဟာကလေးဘဝကနေလူကြီးဘဝကိုကူးပြောင်းသွားမှာဖြစ်ပြီးအေဂရစ်နိုင်ငံတော်ရဲ့အမိန့်ကိုမေကုန်းထုတ်เสียမလို့ပဲနာခံရမဲ့စစ်သားတစ်ယောက်ဖြစ်လာမှာပါ။ဒီနည်းလမ်းနဲ့ဂေါ်ဒွန်ကကွန်မြူနီဘက်ကိုတိမ့်ပိုက်ဖို့ကူညီပေးရမှာဖြစ်ပြီးအဲ့ဒီအခါကျရင်လူတိုင်းကသူ့ကိုတန်တမန်ဖြစ်လက်ခံရလိမ့်မယ်လို့လော့ကရက်ကတွေးတော့ခဲ့ပါတယ်။လော့ကရက်ခါဒီအခြေအနေကိုအကြောင်းကြားဖို့ကွန်မြူနီဘက်ကိုရောက်ရှိလာခဲ့ပြီးဒါကိုအဝေးကနေလက်မြင်လိုက်ရတဲ့ဂေါ်ဒွန်ဟာငိုကြွေးပါတော့တယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီဝတ်စုံကိုဝတ်ဆင်လိုက်တာနဲ့သူဟာစစ်သားတစ်ယောက်ဖြစ်သွားမှာမို့လို့သူ့ရဲ့သူငယ်ချင်းတွေနဲ့အတူပျော်ပျော်ပါးပါးကစားခွင့်ရတော့မှာမဟုတ်လို့ပါပဲ။ဒီအကြောင်းကိုသိလိုက်ရတဲ့အီလီယိုကဂေါ်ဒွန်ကိုစိတ်အေးထားဖို့ချော့မော့ပြီးကူညီပေးမယ်လို့ကတိပေးက USC ကိုအပြေးလွှားခေါ်ဆောင်သွားခဲ့ပါတယ်။အီလီယိုကကွန်ပျူတာစနစ်ယူကိုဂေါ်ဒွန်ရဲ့ကလုံးရုပ်တုတစ်ခုဖန်တီးပေးဖို့တောင်းဆိုခဲ့ပြီးအဲ့ဒီကလုံးကဂေါ်ဒွန်ရဲ့ကိုစားတန်ချက်ကဝတ်စုံကိုဝတ်ဆင်သွားမှာဖြစ်ပါတယ်။ဂေါ်ဒွန်ကဒီစီဇန်အောင်မြင်ပါမလားလို့တန်တရားဝင်နေခဲ့ရင်အီလီယိုကကဘာမြေပေါ်ကသူ့ရဲ့ကလုံးရုပ်တုကိုပြသပြီးတက်တေပြဖို့စ조사ခဲ့ပါတယ်။ဒါပေမဲ့အီလီယိုကွန်ပျူတာမျက်နှာပြင်ကနေတဆင့်လမ်းကြည့်လိုက်တဲ့အချိန်မှာတော့သူ့ရဲ့ကလုံးလေးဟာသူ့တော်အိုဂါနဲ့အတူအိမ်မှာအရန်ကိုပျော်ရွှင်စရာကောင်းတဲ့အချိန်တွေကိုဖျက်ဆီးနေတာကိုမြင်လိုက်ရပါတယ်။အတော်ဖြစ်သူဟာအစ်အမှန်အီလီယိုထက်အဲ့ဒီကလုံးတူလေးနဲ့ရှိနေရတာကိုပိုပြီးသဘောကျနေတယ်လို့ထင်မြင်သွားခဲ့တဲ့အတွက်အီလီယိုဟာသူ့တော်ကသူ့ကိုလုံးဝမချစ်ဘူးဆိုတဲ့တန်တရားတွေပုံမကြီးထွားလာခဲ့ပြီးဂေါ်ဒွန်နဲ့အတူကွန်မြူနီဘက်မှာပဲလွတ်လပ်စွာနေထိုင်သွားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။အဲ့ဒီနောက်မှာအီလီယိုကဂေါ်ဒွန်ရဲ့ကလုံးတူကိုဖန်တီးပြီးလော့ကရက်နဲ့တွားရောက်တွေ့ဆုံခဲ့ပါတယ်။လော့ကရက်ခါသူ့သားကိုမြင်လို့ဝမ်းသာသွားပြီးတန်ချက်ကဝတ်စုံကိုဝတ်ဆင်စေခဲ့ရဝတ်စုံကကလုံးနဲ့လုံးဝကိုက်ညီသွားခဲ့တာကြောင့်လော့ကရက်ခါကွန်မြူနီဘက်ကိုတိုက်ခိုက်မဲ့အစီအစဉ်ကိုဆွတ်လွတ်ပြီးတားဖြစ်သူကိုခေါ်ကာရင်ပေါ်ကိုပြန်လည်ထွက်ခွာသွားခဲ့ပါတော့တယ်။လော့ကရက်ထွက်ခွာသွားပြီးတဲ့နောက်မှာတော့ကွန်မြူနီဘက်ရဲ့တန်တမန်တွေဟာတပြင်းချနိုင်ခဲ့ကြပြီးအနေရကနေကယ်တင်ပေးခဲ့တဲ့အီလီယိုကိုဆုလက်အဖြစ်တန်တမန်ဖွဲ့ဝင်ဖြစ်ခန့်အပ်ဖို့ပြင်ဆင်ကြပါတယ်။ Questa လို့ခေါ်တဲ့တန်တမန်မျိုးသမီးကအီလီယိုကိုတန်တမန်တစိမ့်အနံတော့မဲ့အချိန်မှာပဲရုတ်တရက်ဆိုသလိုတင်းနဲ့ပစ်တန်ကြီးတန်ထွက်ပေါ်လာပြီးဂေါ်ဒွန်ရဲ့တန်ချက်ကမျက်နှာဖုံးဟာကျမ်းပြင်ပေါ်ကိုလွင့်စင်ကျသွားခဲ့ပါတယ်။တကယ်တော့လော့ကရက်ခါဒါဟာသူ့သားစစ်မဟုတ်ပဲကလုံးတူမှန်ရိပ်မိသွားခဲ့တာကြောင့်အကြီးကျယ်ဒေါသထွက်ပြီးတားစစ်ဗမာလဲဆိုတာကိုတီးဖို့အတွက်ကွန်မြူနီဘက်ကိုပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။ Questa ဟာစိတ်ဆွမ်းအားကိုအသုံးပြုပြီးအီလီယိုရဲ့မှတ်ဉာဏ်တွေကိုဖတ်ကြည့်လိုက်တဲ့အခါမှာတော့ဂေါ်ဒွန်ဟာအာကာဒီယန်တစင်းထဲမှာပေါင်းနေတာကိုသိရှိသွားခဲ့ပါတယ်။လော့ကရက်ကသူ့ရဲ့စစ်တီတွေကိုဂေါ်ဒွန်ကိုဖမ်းခေါ်ဖို့အမိန့်ပေးလိုက်တဲ့အချိန်မှာပဲရင်ပေါ်မှာအယုတ်တွေနဲ့ဆော့ကစားနေတဲ့ဂေါ်ဒွန်ဟာမတော်တဆထိန်းချုပ်ရေးခလုတ်ကိုတိုက်မိသွားခဲ့တာကြောင့်အာကာဒီယန်ကြီးဟာကဘာမြေစီကိုတချိန်ထိုးပြန်တမ်းမောင်းနှင်သွားပါတော့တယ်
ဒီကိစ္စကြောင့်လော့ကရက်ခါပို့ပြီးတော့ဒေါသပေါက်ကွဲသွားခဲ့ပြီးကွန်မြူနီဘက်ကိုအင်အား3သိန်းပိုက်ကတန်တမန်တွေအားလုံးကိုစွန့်အင်ဆက်ကွင်းထဲမှာအကျဉ်းချပစ်လိုက်ပါတော့တယ်။အီလီယိုကကူညီဖို့စ조사ပေမဲ့ကွက်စတာကသူ့ကိုအတင်းထွက်ပြေးခိုင်းပြီးကဘာမြေရဲ့ကမ်းခြေစီကိုပေါ်တယ်ဂိတ်တစ်ခုဖွင့်ကပြန်လည်မောင်းထုတ်လိုက်ပါတော့တယ်။ကဘာမြေပေါ်မှာတော့အတော်ဖြစ်သူအိုဂါဟာအီလီယိုရဲ့ကလုံးတူလေးချက်ပြုတ်ပေးထားတဲ့ညစာကိုအတူတူသုံးဆောင်ပြီးပျော်ရွှင်နေခဲ့ပါတယ်။ညစာစားပြီးတဲ့နောက်မှာကောင်လေးကပကံခွက်ရောက်တွေဆေးကြောပေးပြီးအိယာဝင်ဖို့ပြင်ဆင်နေချိန်မှာအိုဂါကကောင်လေးကိုနှုတ်ဆက်အနံပေးခဲ့ပါတယ်။ဒါပေမဲ့အိုဂါဟာကောင်လေးရဲ့ဆံမင်းတပင်ကိုတိတ်တဆိတ်ယူဆောင်သွားခဲ့ပြီးမနက်တစ်ခုထဲမှာအနုကြည့်မှန်ပြောင်းတဲ့တေချာစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ဒါဟာအီလီယိုစစ်မဟုတ်ကြောင်းတန်တရားဝင်သွားခဲ့ပါတယ်။စံပင်မြင်လေးဟာကလုံးလေးရဲ့ခန္ဓာကိုယ်ထဲကိုပြန်လည်ဝင်ရောက်သွားတာကိုအိုဂါမြင်လိုက်ရပြီးတန်တရားတွေကိုအဆုံးသတ်ဖို့အတွက်ကောင်လေးရဲ့မျက်လုံးကပတ်တီးကိုဆွဲခွာလိုက်တဲ့အချိန်မှာတော့ပတ်တီးအောက်မှာမျက်လုံးလုံးဝမရှိတာကိုထိတ်လန့်ဖွယ်တွေ့ရှိသွားခဲ့ရပါတယ်။ကလုံးလေးကအိုဂါရဲ့လက်ကိုကိုင်လိုက်ပြီးသူဖမ်းခံလိုက်ရပြီဖြစ်ကြောင်းနဲ့အမှန်တရားအလုံးကိုဖွင့်ပြောလိုက်ပါတော့တယ်။တစ်ဖက်မှာလည်းအစ်စ်အမှန်အီလီယိုဟာကမ်းခြေမှာအထီးကျန်စွာနဲ့ကောင်းကင်ကြီးကိုမောကြည့်ပြီးကွန်မြူနီဘက်စီပြန်ခေါ်ဖို့အော်ဟစ်တောင်းဆိုနေပေမဲ့ဘယ်သူမှပြန်မထူးခဲ့ပါဘူး။အီလီယိုကမ်းခြေတိုင်းလျှောက်လာတဲ့အချိန်မှာတော့သူ့တော်အိုဂါဟာကလုံးလေးနဲ့အတူရောက်ရှိလာတာကိုတွေ့လိုက်ရပါတယ်။အိုဂါကကောင်လေးကိုအီလီယိုစစ်လို့မသိပဲတူတူလေးကိုပြန်ရှာဖို့အတွက်ကြောက်သားတွေစီစာသားတွေရေးပြီးဆက်သွယ်ဖို့စ조사နေတာဖြစ်ကြောင်းတူတူလေးမရှိတဲ့ဘဝဟာအတိတ်ပဲမရှိပဲအထီးကျန်လုံးကြောင်ငိုယိုပြီးပြောပြနေခဲ့ပါတယ်။ဒီစကားကိုကြားလိုက်ရတဲ့အီလီယိုဟာသူ့မိဘတွေဆုံးပါသွားကြတဲ့ကသူလည်းဒီလိုပဲခံစားခဲ့ရကြောင်းပြန်ပြောလိုက်တဲ့အချိန်မှာအိုဂါကကောင်လေးကိုတေချာကြည့်ပြီးမျက်လုံးကပတ်တီးကိုဖယ်ရှားလိုက်ကအီလီယိုစစ်မှန်းတည်သွားတဲ့အတွက်ဝမ်းသာအားရဖက်လှည့်ပါတော့တယ်။အီလီယိုကသူ့ကြောင့်နဲ့အတော်ဖြစ်သူရဲ့အိမ်မက်တွေပျက်စီးခဲ့ရလို့သူ့ကိုမုန်းနေတာမဟုတ်ဘူးလားလို့မေးတဲ့အခါအိုဂါကမဟုတ်ကြောင်းနဲ့သူ့ကိုတားတယောက်လိုအမြဲတမ်းချစ်မြတ်နိုးကြောင်းအတိတ်ပဲပြေးွားစွာပြန်လည်ရှင်းပြခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူတို့၃ယောက်ဟာစစ်စခန်းစီကိုအပြေးလွှားသွားခဲ့ကြပြီးအဲ့ဒီနေရာမှာတော့စစ်တပ်ကဖမ်းဆီးထားတဲ့ဂေါ်ဒွန်ရဲ့အာကာဒီယင်ကိုတွေ့လိုက်ရပါတယ်။ဂေါ်ဒွန်ဟာရင်ထဲမှာပိတ်မိနေပြီးအပူချိန်စနစ်ပျက်စီးနေတာကြောင့်အေးခဲပြီးတေဆုံးလူနီးပါးဖြစ်နေတာပါ။အိုဂါဟာစစ်သားတွေရဲ့တားဆီးမှုတွေကိုအန်တူပြီးအီလီယိုနဲ့အတူဂေါ်ဒွန်ကိုကယ်တင်ဖို့အတွက်အာကာဒီယင်ကိုစစ်စခန်းထဲကနေကောင်းကင်ပေါ်စီကိုအပြင်းထန်မောင်းနှင်ထွက်ပြေးခဲ့ပါတော့တယ်။လန်ခီမှာအာကာသအမိုက်တရိုက်တွေကြောင့်ရင်ပျက်စီးမဲ့အနေနဲ့ရင်ဆိုင်ခဲ့ရပေမဲ့ကဘာမြေပေါ်ကသူငယ်ချင်း Bryce နဲ့သူတေသနပညာရှင်မဲမက်ဂရိုရဲ့ကွန်ပျူတာကနေတဆင့်လမ်းညွှန်ပေးတဲ့ကိုဒီနဲ့အကူအညီတွေကြောင့်အာကာဒီယင်ဟာအနေကနေကျော်လွှားပြီးဟိုက်ပါစပိတ်အမြန်နှုံးနဲ့ကွန်မြူနီဘက်စီကိုဘေးကင်းစွာပြန်လည်ရောက်ရှိသွားခဲ့ပါတော့တယ်။ကွန်မြူနီဘက်ကိုရောက်တဲ့အချိန်မှာတော့လော့ကရက်ခါတန်တမန်တွေကိုစွန့်ရင်ဆက်ကွင်းထဲမှာပိတ်လောင်ထားဆဲဖြစ်ပြီးသူ့သားဂေါ်ဒွန်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးအေးခဲ့ပြီးတေဆုံးလူနီးပါးဖြစ်နေတာကိုမြင်တွေ့လိုက်ရပါတယ်။လော့ကရက်ခါသားဖြစ်သူကိုကယ်တင်ဖို့အတွက်စိတ်တက်ကြအပူတပြင်းဖြစ်သွားပြီးသူ့ရဲ့ရက်ဆက်လာတဲ့တန်ချက်ကဝတ်စုံကြီးကိုသူ့ရဲ့လက်သီးတွေနဲ့သူကိုယ်တိုင်ဆွဲခွာဖျက်ဆီးပစ်လိုက်ကသူ့ရဲ့ဖြစ်တည်မှုအစစ်အမှန်နဲ့သားဖြစ်သူကိုနှွေးထွေးတဲ့ဝက်ကြိုးတွေနဲ့ရစ်ပတ်ပြီးအစွမ်းကုန်နှွေးထွေးမှုပေးကဂေါ်ဒွန်ရဲ့အသက်ကိုကယ်တင်လိုက်ပါတော့တယ်။သားဖြစ်သူဂေါ်ဒွန်ကသူ့အနေနဲ့စစ်တီတော်တယောက်မဖြစ်ချင်ပဲငြိမ်းချမ်းစွာနေထိုင်ခြင်းကြောင့်အမှန်တရားကိုဖွင့်ပြောတဲ့အခါမှာတော့လော့ကရက်ခါသားရဲ့ဆန္ဒကိုလေးစားလက်ခံလိုက်ပြီးတန်တမန်တွေကိုပြန်လည်လွတ်ပေးကစကြဝဠာကြီးထဲမှာငြိမ်းချမ်းရေးကိုဖော်ဆောင်ပေးခဲ့ပါတယ်။အီလီယိုရဲ့ရဲရင်မှုကိုအတိမတ်ပြုတဲ့အနေနဲ့တန်တမန်တွေကသူ့ကိုကွန်မြူနီဘက်ရဲ့အမြဲတမ်းတန်တမန်ဖြစ်ခန့်အပ်ခဲ့ရမယ်။အီလီယိုကတော့သူ့အတွက်အရေးကြီးဆုံးကသူ့ရဲ့မိသားစုဖြစ်တဲ့အတော်အိုဂါသာဖြစ်ကြောင်းသိသွားခဲ့တာကြောင့်တန်တမန်ယာရူးကိုဆွတ်လွတ်ပြီးကဘာမြေကိုပဲအတော်နဲ့အတူပျော်ရွှင်စွာပြန်လာခဲ့ပါတော့တယ်။ကဘာမြေကိုရောက်တဲ့အခါမှာတန်တမန်တွေကကဘာမြေပေါ်ကလူသားအလုံးကိုကွန်မြူနီဘက်ရဲ့တည်ရှိမှုကိုပြသခဲ့ကြပြီးရန်နေငယ်ကြမှာတော့အီလီယိုနဲ့ Bryce တို့ဟာသူတို့ရဲ့ရေဒီယိုကလပ်ကနေတဆင့်အာကာသထဲကသူငယ်ချင်းဖြစ်သူဂေါ်ဒွန်ရဲ့သတင်းစကားလမ်းပို့တံကိုပျော်ရွှင်စွာနဲ့ပြန်လည်ကြားရရင်ဇလန်းလေးဟာအောင်မြင်စွာပြီးဆုံးသွားခဲ့ပါတော့တယ်ခင်ဗျာ။